အားလုံးပဲမင်္ဂလာပါဗျဒီနေ့ကတော့ကျွန်တော်ဟိုတယ်ဝစ်တရာလေးကိုအသုံးပြုပြီးတော့ဒီအလုပ်ကိုအသွားပြလုပ်တဲ့ဟာလေးကိုကျွန်တော်ပြပေးချင်ပါတယ်အားလုံးပဲကြည့်လိုက်ရအောင်နော်ကိုယ်ကတော့အလုပ်ကိုရောက်ရှိဖြစ်ပါတယ်ကိုယ်ကတော့ဆိုင်ပိတ်ထားတာပေါ့နော်ခဏနေဆိုင်ပိတ်ပါမယ်ခြေရလည်းမှောက်သွားပြီဆိုတော့ဆိုင်ပိတ်တော့မှဖြစ်ပါတယ်ကျွန်တော်ရဲ့နေ့စဉ်ဘဝမှာဒီဟိုတယ်ဝစ်တရာလေးကိုတုပ်ပြရတဲ့ရွယ်ချက်က၃ချက်ရှိတယ်ဗျ။နံပါတ်၁ကသူ့ရဲ့ဖွဲ့စည်းပုံအရင်ရိုးရှင်းတယ်။ရိုးရှင်းတော့ကျွန်တော်တို့တစ်ခုခုပြည့်ရင်လည်းအရင်မြင်တာတယ်သိတာတယ်ပြင်ဆင်ရတာလည်းအရင်လွယ်ကူတာပေါ့နော်။နံပါတ်၂ချက်ကတော့သူ့ရဲ့ဖွဲ့စည်းပုံကကြတော့ဒီပစ္စည်းတွေဘာတွေတည်ဖို့ကျွန်တော်တို့အရင်ဆင်ပြေတယ်ဗျ။ပစ္စည်းတွေဆိုအရင်လွယ်လွယ်ကူကူတည်လို့ရတယ်။နောက်မှဒီဂိုင်းပါတာတို့ချိန်တွေခွင်းနေပါလာတော့အရန်စီပြေတယ်ဗျ။နံပါတ်3ချက်ကတော့သူ့ရဲ့ပြည့်ပြည့်ထိတ်ထိတ်စေးပါ။သူ့ရဲ့ spare bar တွေကကြတော့ဒီတခြား Honda series တွေနဲ့တန်လိုက်ရင်သူကအရန်ကိုစစ်သက်တာတယ်။ပုံစံအယူရှင်တော့သူကပြင်ဆင်ရတာလည်းပြင်ဆင်ပြီးတော့ပြင်ပြရတယ်။ပုံစံတွေကအရန်သက်တာ။ဒါကြောင့်ကျွန်တော်ဒီ Honda ဝိရိယလေးကျွန်တော်ရဲ့နေ့စဉ်ဘဝမှာပေါ့နော်။လုပ်ပြနေပါဖြစ်ပါတယ်။